မင်းလောကကြီးမှာနော်တတ္တိရှိတဲ့လူတွေရဲ့အတွက်သာလေနေရာရှိတယ်နော်တတ္တိမရှိတဲ့လူတွေရဲ့အတွက်နေရာမရှိဘူးတတ္တိရှိတယ်ဆိုတာဘယ်လိုလူတွေလဲစိတ်ခေါ်ခြင်းကိုလက်ခံမနဲ့တန်ညောတစ်ခုကိုတစ်သားထဲမှာရက်လေတိုင်းဆိုလိုက်တော့တစ်သားတွေကိုတန်ညောကဝင်သွားတယ်ဘာလို့ဆိုတော့တန်ညောကမာတယ်တစ်သားကပြော့တယ်တန်ညောနေဖို့အတွက်တစ်သားနေရာဖေးပေးရတယ်ဒါအဲ့ဒီတန်ညောကိုကြောက်တုံးမလိုက်တော့တိုင်းဆိုကိုွေးသွားတယ်ကြောက်တုံးက sorry ပဲမင်းနဲ့ငါမာတယ်မင်းမာသလားပြောတယ်ပြော့ရင်နေရာဖယ်ပေးလိုက်ပါမာရင်နေရာယူပါစိတ်ခေါ်ခြင်းကိုလက်မခံနိုင်လို့ရှိရင်မင်းလောကကြီးမှာလူမလုပ်ပါနဲ့ကောင်းပြီအခုမင်းတို့ကိုစိတ်ခေါ်နေတာပညာသင်နေဆိုပါလေအဲ့ဒီကောကပညာသင်နေဆိုအတွေ့အကြုံကိုလက်ဆင့်ကတ်တယ်တိရစ္ဆာန်တွေမှာအတွေ့အကြုံကိုလက်ဆင့်ကတ်တယ်ဒါပေမဲ့အတွေ့အကြုံကိုကမ်းနိုင်လားလက်ဆင့်ကမ်းနိုင်လားဘာကြောင့်မကမ်းနိုင်လဲသိလားတိတ်အရေးကြီးတဲ့စကားဖြစ်လာတိရစ္ဆာန်နဲ့လူနဲ့ကွာဟာချက်အကြီးစီးဒီမှာပေါ်လာတယ်အဲ့ဒါပါလေဆိုဘာသာစကားရှိစကားရှိဘာကြောင့်စကားရှိရလဲတို့မှာထန်ကရိုင်းရှိတယ်